ဟုတ်တယ်မကောင်းတာလုံးမိပြောမိတွေးမိရင်တော့အကျိုးဆက်အနေနဲ့ဆင်းရဲဒုက္ခကိုမလွဲမသွေကြုံရလိမ့်မယ်မကောင်းမှုနဲ့ဆင်းရဲဒုက္ခဆိုတာအကြောင်းအကျိုးတစ်စုံပဲရှောင်လို့မရဘူးအကြောင်းတရားကိုပြုပြီးရင်အကျိုးတရားဆိုတာရှောင်လို့ရမလားမရဘူးနော်မကောင်းမှုသည်အကြောင်းတရားဖြစ်တယ်ဆင်းရဲဒုက္ခသည်အကျိုးတရားဖြစ်တယ်ဒီနေရာမှာမကောင်းမှုဆိုတာအလွန်ကျေပြန့်တယ်ညာသောဖြင့်လူတွေကမကောင်းမှုလို့ပြောလိုက်လို့ရှိရင်သိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမကောင်းမှုလို့မဟုတ်တာတွေလုပ်တာမမှန်တာတွေပြောတာဟုတ်လားဒီအလုံးနဲ့အပြောကိုပဲမကောင်းမှုလို့စိတ်ထဲမှာပြေးပြီးတော့မြင်မိတတ်ကြတယ်တကယ်ကမကောင်းမှုဆိုတာကာယကံမကောင်းမှုဝစီကံမကောင်းမှုတွေမကဘဲနဲ့ဘယ်ထိနားလဲရမှာလဲမနောကမကောင်းမှုထိနားလဲရမှာနော်စိတ်ထဲမှာအလိုဆန္ဒတွေပြင်းပြင်းထန်ထန်ဖြစ်တယ်ဒါမကောင်းမှုပဲလေဟုတ်လားမကောင်းမှုဆိုတာဘာကြောင့်မကောင်းမှုလို့ပြောရတာလဲအပြစ်ရှိလို့ဆင်းရဲဒုက္ခကိုဖြစ်စေတတ်လို့မကောင်းမှုလို့ပြောတာ哦ဟုတ်တယ်မဟုတ်လားအေးတွေ့ကြုံရတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့အလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေဖြစ်နေပြီဆိုရင်ဒါပါလေမကောင်းမှုပေါ့မိမိရောပေါ့ဆာဝါရတံဘိုးအချိန်ခါရဲ့တံဘိုးကိုနားမလဲပဲနဲ့ဖြစ်တယ်လို့နေနေတယ်ပမာဒလွှမ်းမိုးပြီးတော့မောဟနဲ့နေနေတယ်ဆိုရင်ဒါလည်းပါလေမကောင်းမှုပဲเนาะဒါကြောင့်မကောင်းမှုကင်းမှုဆိုတာထင်တယ်လို့မလွယ်ဘူးเนาะတချို့ကလွယ်လေးပြောရတာရှိတယ်တို့ဘာအကုသိုလ်ဟာရှိပါဘူးပြောရတာရှိတယ်เนาะအကုသိုလ်ကင်းဖို့ဆိုတာလွယ်မလားမလွယ်ဘူးเนาะကာယကံဝစီကံမကောင်းမှုကင်းကောင်းကင်းနိုင်ပြီမယ်လို့မနောကံမကောင်းမှုကင်းဖို့ကြတော့မလွယ်တော့ဘူးညာစုကတော့ဝစီကံမကောင်းမှုကင်းဖို့တောင်သိပြီးတော့မလွယ်ပါဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဘာကြောင့်မကောင်းမှုကိုမြတ်စွာဘုရားကရှောင်ဖို့တိုက်တွန်းတာတော့ဆုံးမတာတော့လို့မေးရင်ဆင်းရဲမှာဆိုလို့ဒီအခြေခံကြတဲ့လိုရင်းကြတဲ့အဖြေလေးကိုဖြေတတ်ဖို့လိုတယ်ပေါ့အဲ့တော့ဒီနေရာမှာမကောင်းမှုတွေအကြောင်းတရားဆင်းရဲဒုက္ခတွေအကျိုးတရားဆိုတာလေးကိုပေါ်လွင်ထင်ရှားအောင်မြတ်စွာဘုရားဥဒ္ဒံပါဠိတော်မှာနောက်မှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားဥဒ္ဒံကျူခဲ့တဲ့ကာထာလေးတစ်ပုဒ်ရှိတယ်နောက်အခါတစ်ပါးမှာဘုရားရှင်ကိုရောင်မြတ်ကြီးဇေတဝန်ကျောင်းတိုက်တော်မှာသတင်းသုံးတော်မူရင်းနဲ့နန္ဒခင်းခါကာလတာဝတိမြို့ထဲကိုမြတ်စွာဘုရားဆွမ်းခံကြွတယ်အဲ့လိုဆွမ်းခံကြွတဲ့ခါကျတော့ကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာရေကန်ကြီးရှိတယ်ဇေတဝန်ကျောင်းနဲ့မြို့ရဲ့ကြားထဲမှာရေကန်ကြီးရှိတယ်အဲ့ဒီရေကန်ရဲ့ဘေးကနေမြတ်စွာဘုရားမြို့ထဲကိုဥတည်ပြီးတော့ဖျက်လျှောက်သွားတော့အဲ့ဒီရေကန်ထဲမှာကလေးတွေငါးဖမ်းနေတာကိုတွေ့ရတယ်နော်နောက်တွေ့တော့မြတ်စွာဘုရားကလေးတွေပဲဆိုပြီးတော့သူတို့ကိုလစ်လျူရှုပြီးတော့မထားရဘူးအဲ့ဒီနောက်ကိုကြွသွားပြီးတော့မြတ်စွာဘုရားအမေးတော်ရှိတယ်အဲ့ဒီကလေးတွေကိုကလေးတွေကိုနားခေါ်ကလေးတွေကလည်းရောက်လာပြီးတော့ဗာပြောတော့ဆိုတော့จิตသားတို့တဲ့သင်တို့ဟာဆင်းရဲဒုက္ခကိုမနှစ်သက်ကြမှု၍ဆင်းရဲဒုက္ခကိုကြောက်ကြသလားတဲ့မေးပုံလေးကဆင်းရဲဒုက္ခကိုမနှစ်သက်ဖဲနဲ့ဆင်းရဲဒုက္ခကိုကြောက်သလားလို့မေးတဲ့အခါကျတော့အဲ့ဒီကလေးတွေကမြတ်စွာဘုရားတဲ့ဆင်းရဲဒုက္ခကိုတပည့်တော်မနှစ်သက်ပါဘူးတဲ့ဆင်းရဲဒုက္ခကိုတပည့်တော်ကြောက်လဲကြောက်ပါတယ်ဒါကတော့လူတိုင်းသိဉာဏ်ရှိတဲ့လူမှရဲ့ဆင်းရဲကိုဘယ်သူမှမနှစ်သက်ပါဘူးဆင်းရဲကိုကြောက်လဲကြောက်ပါတယ်ဟုတ်လားအဲ့ဒါလိုလဲဖြေလိုက်ရောမြတ်စွာဘုရားကဥဒန်းကျူးတယ်တဲ့ဥဒန်းကျူးတယ်ဆိုတာကဘသူ့ကိုရည်ညွှန်းပြီးတော့ပြောလိုက်တာမျိုးမဟုတ်ဘူးစိတ်ထဲမှာမဆန့်တော့လို့နှုတ်တော်ကနေရှမ်းကြလာတဲ့စကားပေါ့ဒါကိုဥဒန်းလို့ခေါ်တာဟုတ်အဲ့ဒါဥဒန်းကျူးတယ်တဲ့မြတ်စွာဘုရားကသစေဘာယထဒုက္ခတသစေယောဒုက္ခမပိယံမာကထပါပကံကမ္မအဝိဝါယတိဝါဒဟောတယ်နော်အဓိပ္ပာယ်ကဘာပြောတော့သစေဘာယထဒုက္ခတဆင်းရဲဒုက္ခကိုတကယ်လို့ကြောက်ကြတယ်ဆိုလို့ရှိရင်သစေယောဒုက္ခမပိယံဆင်းရဲဒုက္ခကိုတကယ်လို့မနှစ်သက်ကြဘူးဆိုလို့ရှိရင်မာကထပါပကံကမ္မအဝိဝါယတိဝါဒဟောတယ်ဝေယမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်မကောင်းတာကိုမလုပ်ရဘူးတဲ့နော်အလွန်ပြည့်စုံတယ်နော်ဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမနှစ်သက်ဘူးဆိုလို့ရှိရင်မကောင်းတာကိုမလုပ်ရဘူးတဲ့မကောင်းတာကိုမလုပ်ရဘူးလို့တားမြစ်တဲ့နေရာမှာရှေ့ကဝိသေသနာစကားလေးကိုသတိထားမိဖို့လိုတယ်အာဝိဝါယတိဝါဒဟောတယ်ကိုယ်ရမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်တယ်နော်ဒါအလွန်ရေးပါတယ်လို့ထင်တယ်နော်များသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဟာနော်လူရှိမှာဆိုရင်တော့များသောအားဖြင့်ဟန်ပန်းပန်းစောင့်စည်းမှုနဲ့နေကြတာပေါ့နော်ကိုယ်ရရောက်ပြီးတယောက်တည်းဖြစ်နေပြီဆိုရင်တော့
နော်စိတ်ကိုလွတ်ထားကြတာပဲများတယ်ပေါ့ဟုတ်လားဒါကြောင့်မကောင်းမှုရဲ့အကျိုးဆက်ကိုသိမြင်ပြီးတော့ကိုယ်ရမှာပဲပြုလူရှိမှာပဲပြုမကောင်းမှုကတော့သူ့ရဲ့အကျိုးပေးကိုဖြစ်စေမှာပဲလို့နားလည်ပြီးတော့ဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမနစ်သက်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်ရမှာပဲဖြစ်လူရှိမှာပဲဖြစ်ကောင်းတာကိုလောက်ရဦးတဲ့သစေစပါပကံကမ္မကရိတ္ထဝါကရောတိဝါကရိတ္ထဝါတကယ်လို့မကောင်းတာကိုအခုလည်းပြုမယ်နောင်လည်းပြုကြမယ်ဆိုလို့ရှိရင်တဲ့နာဝဒုက္ခပမ္ဗုတ္တယတိသင်တို့ဟာဆင်းရဲဒုက္ခမလွတ်နိုင်ဘူးတဲ့ဥပိစ္ဆပိပလာယတံထွက်ပြေးတော်လည်းပဲဆင်းရဲဒုက္ခရဲ့လက်ကမလွတ်နိုင်ဘူးတဲ့ဒါလေးပါဆက်ပြောတယ်နော်မကောင်းတာကိုအခုလည်းလုံးမယ်နောင်လည်းလုံးမယ်ဆိုရင်ထွက်ပြေးတော်လည်းပဲသင်တို့ဟာဆင်းရဲဒုက္ခကမလွတ်နိုင်ဘူးတဲ့ကာထာနှစ်ပုဒ်ဥဒန်းကျူတာနော်ဒါမှတ်သားစရာကောင်းတယ်ဟုတ်လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ခြေကံကြကြနားလည်ရမှာကမကောင်းမှုသည်အကြောင်းတရားဆင်းရဲဒုက္ခသည်အကျိုးတရားဟုတ်လားအဲ့တော့မကောင်းမှုသည်ကာယကံဝစီကံမျှနော်ရှိတာလို့နားလည်မှုမမှားဘဲနဲ့မနောကမကောင်းမှုတွေရှိတယ်ဆိုတာကိုလည်းပဲပြဝနားလည်ပြီးတော့စိတ်ထဲမှာထိမကောင်းမှုကိုကင်းအောင်နေပါအောင်ကြိုးစားအထောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ရှိဦးမလို့ဘူးလားအဲ့ဒါကြတော့မကောင်းမှုရှောင်ဆိုတဲ့ဆုံးမလေးကအရင်ကြည်ပြန့်လေးနဲ့သွားပြီဆိုတာအလိုလိုထင်ရှားသွားတယ်နော်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ဒီကနေ့ညနော်ဦးစားပေးပြီးတော့ပြောချင်တာကအဲ့ဒီဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ဒီမကောင်းမှုအကုသိုလ်တရားတွေကိုဘယ်ပုံပဲနည်းရှောင်ကျင်ကြမလဲဘယ်ပုံပဲနည်းဖယ်ရှားဖို့ကြိုးစားကြမလဲဆိုတဲ့အပိုင်းဒေသနာတော်တွေကိုလေ့လာတဲ့အခါမှာနှမျိုးစုံနဲ့မြတ်စွာဘုရားကမကောင်းတာကိုမလုပ်ဖြစ်အောင်ရှောင်ကျင်ဖြစ်အောင်ပယ်ရှားနိုင်အောင်သင်ပြပေးတာဆုံးမပေးတာတွေအများကြီးရှိတယ်။အဲ့ဒီတည်းကဦးဇင်းတို့အလွန်ကြိုက်တဲ့သုတ်တန်တစ်ပုဒ်ရှိတယ်။အဲ့ဒါကမကောင်းမှုကိုဖယ်ရှားဖို့အကုသိုလ်ကိလေသာတရားတွေကိုဖယ်ရှားဖို့အတွက်မြတ်စွာဘုရားရှုထောင့်မျိုးစုံကနေအဲ့ဒီသုတ်တန်တရားတစ်ပုဒ်ထဲမှာနီလန်းတွေကိုအများကြီးပေးထားတယ်။နီလန်း6မျိုးပေးထားတယ်။အဲ့ဒီနီလန်း6မျိုးကိုမှတ်သားမိသေးခြင်းနဲ့ပေါ့နော်။တကယ်လက်တွေ့ဘဝမှာအသုံးချမယ်ဆိုတဲ့စိတ်ကလေးနဲ့မှတ်သားခြင်းနဲ့ပေါ့ဟုတ်လား။ဆိုရပါစို့ကိုယ်မှာတစုံတရာယောဂဆွဲကပ်နေတယ်။ဒီယောဂဝေဒနာကြောင့်လည်းပဲပြင်းပြင်းထန်ထန်ဒုက္ခဝေဒနာကိုခံစားနေရတယ်ဆိုရပါစို့။အဲ့လိုဆိုလို့ရှိရင်ဒီယောဂရဲ့အကြောင်းကိုကောင်းကောင်းသိတဲ့နော်တက်ကျွမ်းတဲ့ဆရာကမင်းဒီယောဂပျောက်ခြင်းလို့ရှိရင်နော်ဒီစေအနည်းလေးကိုမင်းဖော်ပြီးတော့စားနော်ဘာကဘလောက်ထဲဘာကဘလောက်ထဲဘာကဘလောက်ထဲအဲ့ဒါဆိုမင်းတေချာပေါက်ပျောက်မယ်အဲ့ဒါကဆရာရဲ့ပုံမှာလည်းယုံကြည်တယ်သူပြောတဲ့စေရဲ့ပုံမှာလည်းယုံကြည်တယ်ဆိုလို့ရှိရင်တော့ဒီစေကိုဖော်ပြီးတော့စားရမှာပဲဟုတ်လားအဲ့လိုဆိုရင်စေကိုဖော်စားမယ်လို့စိတ်ကူးပြီဆိုရင်တော့စေဖော်ဖို့အတွက်သူပေးတဲ့နည်းကိုတော့တေးသေးချာချာမှတ်ဖို့တော့လိုလိမ့်မယ်ဟုတ်တယ်မဟုတ်လားစေနည်းကိုပြောတာပဲကြားလိုက်တယ်ပြီးတော့ဘာကဘလောက်ထည့်ရမှမသိဘူးဆိုရင်ဇဝေဇဝါတွေဖြစ်ကုန်နော်ဟုတ်လားဒါကြောင့်ယောဂဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်ယောဂပျောက်ခြင်းနဲ့ယောဂပျောက်စေတဲ့စေကိုရလာပြီဆိုရင်အဲ့ဒီစေနည်းကိုတေချာပေါက်နော်ပြီးပြင်းတိတိကျကျမှတ်သားဖို့လိုအပ်တယ်လို့ဒီတရားဒေသနာကိုလည်းအဲ့လိုမှတ်သားစေခြင်းနဲ့ပြောရရင်ဒကာဓမ္မတို့ဦးဇင်းတို့တန်တာမှာဒီအာဟုတို့တွေကိလေသာတွေအပူတက်လောင်တက်တွေကယောဂတစ်ခုအနေနဲ့စွဲနေတာရှိတယ်နော်ဆင်းရဲတယ်ဆိုတာလည်းကားဆင်းရဲတာမဟုတ်ဟုတ်လားအဲ့ဒီယောဂဝေဒနာကြောင့်အဲ့ဒီယောဂကြောင့်မဖြစ်နိုင်တော့ဆင်းရဲရတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားကဒီသုတ်တန်လေးနော်သုတ်တန်ရဲ့နာမည်ကအာတဝသုတ်တန်လို့နာမည်ပေးပြီးတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်စက္ကနိပတ်ထဲမှာမှတ်တမ်းတင်ထားတယ်အာသောပေကြောင့်နီလန်းကောင်းများဆိုပြီးတော့ဦးဇင်းတို့အကျဉ်းတော်ဟောထားတာလည်းရှိပါတယ်နောက်တရားတွေကတော့ဟောပြီးသားတရားတွေနာပြီးသားတရားတွေပဲဟောပြမယ်နော်မနေ့တုန်းကပြောခဲ့ပြီဟုတ်လားနောက်ထပ်အသေးစမ်းနော်ပြောတတ်တဲ့ပြောရလောက်အောင်လဲဦးဇင်းတို့မှာအလောက်ကြီးပြင်းပြအများကြီးသိထားတာမရှိပါဘူးဟုတ်လားတော့ဒါတည်းလည်းပို့ပြီးတော့အများကြီးမပြောတတ်ဘူးနော်ဒါကြောင့်မို့လို့ပြောပြီးသားတရားတွေတချို့လည်းနာဖို့ပြီးသားဖြစ်လိမ့်မယ်ဟုတ်လားအေးအဲ့ဒီအာတဝသုတ်တံမှာမြတ်စွာဘုရားဘယ်လိုလေးဟောပြထားလဲဆိုတော့ယဟန်တို့တဲ့အခုပြောမယ့်အင်္ဂါ6ပါးနဲ့ပြည့်စုံအောင်ကျင့်သုံးနိုင်မယ်ဆိုရင်အဲ့ဒီယဟန်ဟာအာဟုနေယပါဟုနေယဒက္ခိနေယအစ္စလိကရဏီယအနုတ္တရံပုညခိတံလောကတ္တလို့ဆိုတဲ့နော်ဂုဏ်5ပါးနဲ့ပြည့်စုံတဲ့ယဟန်လို့မှတ်ရမယ်။နော်ယဟန်တစ်ပါးမှာအခုပြောမယ့်အည်အသွေး6ချက်
တကယ်လို့ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီယဟန်ဒီအာဟုနေယအယဝေးကယူလာတဲ့ဝတ္ထုပစ္စည်းကိုအလှခံယူခြင်းကထိုက်တယ်ဆိုတဲ့ဂုဏ်ရှိတယ်ပေါ့ပါဟုနေယဧည့်သည်လွန်ကထားတဲ့ဝတ္ထုပစ္စည်းတွေကိုအလှခံယူခြင်းကထိုက်တဲ့ဂုဏ်ရှိတယ်ပေါ့နော်ဒက္ခိနေယတမလွန်လောကအတွက်ကောင်းကျိုးချမ်းသာကိုရဖို့အတွက်ရည်မှန်းပြီးတော့လှူတဲ့အလှူဒါနကိုအလှခံခြင်းကထိုက်တယ်ပေါ့အစ္စလိကရဏီယလက်ဥချီမိုးရှိခိုးခြင်းကိုလည်းခံယူတိုက်တယ်နုတ္တရံပုံညခေတ္တံလောကတတလောကလုံးရဲ့ကောင်းမှုတည်းဟူသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာလေယာမြေကောင်းကြီးတစ်ပွဲလည်းဖြစ်တယ်လို့ဂုံမတစ်ခုတော့ခုဒီအင်္ဂါ6ချက်နဲ့ဒီအည်သွေး6မျိုးနဲ့သာပြည့်စုံအောင်နေထိုင်ကျင့်ကြံနိုင်မယ်ဆိုရင်ဒီဂုံ5ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့